မင်းကဘာကောင်မို့လို့လဲအာနေရိုင်းလာကြည်လားလူမိုက်ဒါဘာလဲဆိုတာသိလားဒါငါတို့ရှင်းချက်စာတင်တိုက်ရဲ့ပထမဆုံးကြောင်းကြီးခြံထားရခဲ့တဲ့နက်ဝိညာဉ်စွမ်းအားကွာဟောဗျာမင်းကအလုပ်ပြောင်းပြီးသူတောင်းစားလုပ်နေတာလားမတော်တဆအမှားယွင်းလေးနည်းနည်းရှိသွားလို့ပါမင်းရဲ့ပုံစံကိုလည်းနည်းနည်းသတိထားဦးဟုတ်ကဲ့ပါဟောက်ရန်ဖြောက်မှတ်ခြင်းကျင့်စဉ်ကိုအောင်မြင်အောင်ကျင့်ပြီးပြီလားမပြောပါနဲ့တော့ဗျာဘာဖြစ်လို့လဲအထက်လောကအဲ့ဒီမိစ္ဆာမကြောင့်ကျင့်စဉ်ပြတ်သွားရလို့ပါကိုတော့မထိန်နိုင်ဘူးတကယ်အသုံးချတဲ့ကောင်လုံးဝကိုမတော်တဆဖြစ်သွားတာပါတော်ပြီးမင်းမမဖြစ်ရင်ပြီးတာပါပဲဒါကဘာချိန်နေလဲသူတို့ကမင်းကိုတပ်ဖို့ငါ့ကိုစင့်ခေါ်လိုက်ကြတာလေကျောင်းကြီးဟောင်းဒီလူကရှင်းချက်စာတင်တိုက်ကိုဖျက်ဆီးပစ်ချင်နေတာပါကျောင်းကြီးဟောင်းသူ့ကိုအမြင်နာပေးပါဦးကျောင်းကြီးဟောင်းပျက်စီးခြင်းလည်းပျက်စီးပါစေပေါ့မဖြစ်ရပါဘူးကျောင်းကြီးဟောင်းရှင်းချက်စာတင်တိုက်ကကျောင်းကြီးရဲ့တက်တာရုံးကန်ကြိုးစားမှုတွေပဲဥစ္စာဒီလောက်တွေကိုဖျက်ဆီးခံလို့ဘယ်ဖြစ်မလဲခင်ဗျာငါကိုယ်တိုင်ပြင်ပန်းပန်းတီထောင်ခဲ့တဲ့စာတင်တိုက်ကိုငါမကျေနပ်လို့ဖျက်ဆီးပစ်တာပါဖြစ်လေငါကဒုက္ခတွေကိုကယ်တင်နေတဲ့ဘောဒီတက်ဖျားလောင်းလည်းမဟုတ်ဘူးငါ့ကိုလာပြီးလောကဝတ်တွေတရားဓမ္မတွေလာမပြောနဲ့မင်းတို့လိုအုံနောက်မရှိတဲ့အကောင်တွေကငါရဲ့ပင်မခန္ဓာကိုယ်ကိုတတ်ဖို့ငါ့ကိုစင့်ခေါ်ရဲတယ်ပေါ့လေမင်းတို့ကောင်းတဲ့ရေဝင်နေကြလို့လားဗျာကျောင်းကြီးဟောင်းကိုဂါရောပြုပါတယ်ခင်ဗျာမင်းအမြင်ရတော့ဒီရှင်းချက်စာတင်တိုက်ကဆက်ရှိနေဖို့လိုအပ်သေးတယ်လို့ထင်လားကျောင်းကြီးဟောင်းရှင်စာတင်တိုက်ကိုဖျက်ဆီးပစ်မဲ့စာလူဆိုးတွေကိုပဲမောင်းထုတ်လိုက်ရင်ပုံမကောင်းဘူးလားဟင်ကြောက်ကြံမင်းကိုရှင်းချက်စာတင်တိုက်ရဲ့ကျောင်းအစ်စ်ဖြစ်ငါခန့်အပ်လိုက်တယ်ဒီသားကိုယူပြီးဂိုင်းကိုတတ်ဆင်လိုက်စမ်းဥပဒေဆိုတာမျက်နှာကြည့်ရမလိုက်ရဘူးစာတင်တိုက်ရဲ့စီကံကိုဖောက်ဖျက်တဲ့သူမှန်သမျှအကုန်ကွမျက်ပြစ်နိုင်တယ်တပည့်တော်အမိတ်တိုင်းနာခံပါမယ်အာနာကိုတော့ငါမင်းကိုပေးလိုက်ပြီးဒါပေမဲ့မင်းလည်းသူတို့လိုနောက်တစ်ယောက်ဖြစ်လာမလားဆိုတာတော့ငါမသိဘူးတပည့်တော်ဘယ်တော့မှသူတို့လိုဖြစ်မလာစေရပါဘူးဒါပေမဲ့တပည့်တော်တည်ဆုံးသွားပြီးတဲ့နောက်မျိုးဆက်တွေမကောင်းဘူးလုံးမလို့ဆိုတာကိုတော့တပည့်တော်အာမမခံရပါဘူးခင်ဗျာမင်းကယူသားသားပဲနောက်ဆိုရင်နှစ်တရာပြည့်တိုင်းငါကိုယ်တိုင်ဒီလောကထဲဆင်းပြီးလာရောက်စစ်ဆေးမယ်စေကျော်တန့်စင်လို့ပြီးပြီအာကျောင်းကြီးဟောင်းမကြောက်ပါနဲ့ငါကလူစားတဲ့ကြားမှမဟုတ်တာကျောင်းကြီးဟောင်းကဘာလို့ဒီလောက်တောင်သဘောကောင်းပြီးကျင်နာတက်ရတာလဲတိတ်ပြီးရင်းနှီးဖို့ကောင်းတာပဲငါကိုဘောကတန်ရတွေအကုန်လုံးပျောက်ကင်းသွားပြီပဲအဖေအကိုကြီးသမီးလေးဘာမှမဖြစ်ဘူးမလားဟိုလူမိုက်တွေသမီးကိုဒုက္ခမပေးကြဘူးမလားသမီးဘာမှမဖြစ်ပါဘူးကျောင်းကြီးဟောင်းကသမီးတို့ကိုကယ်တင်ပေးခဲ့တာပြီးတော့အဖေတို့ရဲ့တန်ရတွေကိုလည်းကုသပေးခဲ့သေးတယ်ဖေးကြီးငါရဲ့ကျင့်စဉ်စွမ်းအားတွေပြန်ကောင်းလာပြီငါလည်းမဟာဆရာကြီးအဆင့်ကိုကျော်ဖြတ်နိုင်သွားပြီကျောင်းကြီးဟောင်းရဲ့အသက်ကယ်ကျေးဇူးကိုတစ်သက်လုံးမေးမှာမဟုတ်ပါဘူးသမီးလေးသမီးကရှင်းချက်စာတင်တိုက်ကိုပြန်ပြီးကျင့်စဉ်ကျင့်ကျင်တာလားဒါမှမဟုတ်ငါနောက်ကိုပဲလိုက်ခဲ့ချင်တာလားသမီးတကယ်ပဲကျောင်းကြီးဟောင်းရဲ့နောက်ကိုလိုက်ခဲ့လို့ရတာလားဟင်ဒီကလေးမလေးကတော့ကွာဘာတွေစဉ်းစားနေသေးတာလဲတေချာတာပေါ့ကျောင်းကြီးဟောင်းနောက်ကိုပဲလိုက်ရမှာပေါ့ကဲအမြန်ဦးချပြီးဆရာတင်လိုက်စမ်းဟုတ်ကဲ့ပါ